channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီမဲ့ပေါ့ပလီကက်လေးတွေကိုပြပေးမယ်ယောက်ျားလေးပလီကက်တွေရောဒီကယောက်ျားလေးပလီကက်တွေပြပေးမယ်နော်ဒါကြတော့ပူကမဟုတ်ကိုနာမည်ပူကလေပူကဒီလိုမျိုးကယောက်ျားလေးကခလေးဝတ်တာပေါ့နော်ခလေးဝတ်ဒီအပြရောင်လေးကကြတော့ခလေးဝတ်ကဒီဘက်မှာထားလိုက်မယ်နော်ယောက်ျားလေးကကြတော့ဒီလိုမျိုး3ထည်ရှိတယ်3ထည်နောက်ထည်ကမှပလေးကပ်ပေးနော်ဒီ3ထည်ကပလေးကပ်ပေးနော်ပြီးလို့ရှိရင်ခုတို့ကမျိုးလေးတွေကကြတော့အချက်ကိုနေရောင်ပေးနေရပေါ့အញ្ញံလေးတွေကနော်ကောင်း69လေးဒီပါပဲတို့ကြမှာနော်ကောင်းလာဒီလေမကြည့်တော့ကောင်း69လေးပဲပေါ့နော်ဒီအထည်ပြီးဘူးတော့ဗာလေးပြအောင်မလဲဆိုလိုက်ကြည့်ပေးကြအောင်နော်အဲ့ဒါကဒီဟာလေးကျလာဒီအလုံးမျိုးလုံးမိတ်တာဖူးလေးမျိုးလုံးမိတ်တာရယ်နော်တူတူတက်ဆက်လို့ပါကြွက်ကလေးပါကျလီခောက်ပေးထားမယ်ပေါ့ကျလီခောက်တဲ့လူlike and subscribe လုပ်ပေးတာ subscribe ကိုမှ100 1000ပြည့်အောင်လုပ်ပေးပါ English လို့ပြောပြမယ် Today we gonna be to the pretty pot so you will start so you will take it like and subscribe like and subscribe 12 so everything is about picked up already forgot viewers and training so you will do like and subscribe အဲ့ဒါလေးပေါ့နော်ပြီးလို့ရှိရင်ထို့ကကြတော့ညီမစီလို့ဆိုကြည့်မယ်တစ်ထည်ရှိသေးတယ်တရားကြောက်တယ်ဖြစ်တယ်ညီမယူရနေပေါ့နော်